အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုင်ရတော့လုံးဝမင်္ဂလာရှိတဲ့နေ့တစ်နေ့လို့ပြောလို့ရတယ်ဗျာနော်8လပိုင်း3ရက်နေ့ကျွန်တော်တို့3နာရီနဲ့10မိနစ်ဗျာနော်ကျွန်တော်တနင်္လာနေ့အယုံဆိုတဲ့ဆိုင်မှာကျွန်တော်တို့ဒီ Yamaha Filano Hybrid အမျိုးအစား Blue Core Engine သုံးပေးထားတဲ့ကောင်လေးနော်ဒီကောင်လေးကတော့စိုးအောက်သွားပြီဗျာနော်ဝင်သွားတာလေဗျာဟုတ်ကအထဲမှာဗျာနော်အတွဲကျွန်တော်ဆိုင်မှာ free down နဲ့လာထုတ်သွားတာနော်ဆိုင်မှာဒီရောင်တွေကတော့ကြံသေးတယ်ဗျာနော်မိုးတဲ့ရေထဲမှာတော့ဒီလိုမျိုးပဲရမ်းရတာပဲဗျာနော်အားဆိုကျွန်တော်မြန်မာညီကိုတွေလည်းလက်ငင်းအရေးချအလဲထက်လိုချင်နေဆိုရင်ကျွန်တော်ဆိုင်မှာဟုတ်မှာ Forza 350အိမ်မက်နော် R55 V4 MD 15ပြီးရင်အမတ်တွေဗျာနော်အားဆိုကျွန်တော်မြန်မာညီကိုတွေလက်ငင်းအရေးချအလဲထက်လိုချင်နေဆိုရင်ကျွန်တော်စီမှာအချိန်မီဆက်သွယ်ခဲ့လို့ရတယ်ဗျာနော်ဒီဗီဒီယိုမှာကျွန်တော်တခါတည်းမိတ်ဆက်ပေးလိုက်မယ်ဗျာเนาะကျွန်တော်တို့ဆိုင်မှာအခုရှိတဲ့ဒီအမတ်တွေကတော့ကျွန်တော် free down နဲ့ရှာပေးနေပြီဗျာเนาะအိမ်မက်တကယ်လို့အမတ်ထုတ်မယ်ဆိုရင်တော့အမတ်ကိုကျွန်တော်ဆိုင်မှာ free down နဲ့ထုတ်မယ်ဆိုရင်တော့ဆိုင်ရွက်စာတန်းတွေကတော့စုံစုံလင်းလင်းရှိဖို့တော့လိုတယ်ဗျာเนาะ